ချီသေးသွင်းလူကြီးညာမင်္ဂလာတရားမင်္ဂလာစကားဆိုပြီးတော့ခါမင်္ဂလာရှိတဲ့အချိန်ခါမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာခါကြပြီ